Hello guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သင်တို့ရဲ့အခြေရေးဘာဆက်ဖြစ်မလဲဆိုတော့ reading လေးကိုလုပ်ပေးပါမယ်ကျွန်မဒီမှာကတ်တွေကဆွဲထားပြီးသားဘာလို့ဖြစ်တာလဲဆိုတော့ကျွန်မ reading တစ်ခုလုံးကိုပြောပြီးသွားပြီဒါပေမဲ့ play မနိုင်မိဘူးเนาะ play မနိုင်မိတဲ့အချိန်ကျတော့အကုန်လုံးကဗီဒီယိုကမရိုက်မိပဲနဲ့ကျွန်မစကားတွေပြောမိတယ်ပေါ့เนาะအဲ့တော့ပြန်စပြီးနောက်တစ်ခါပြန်ပြောရမှာပေါ့เนาะအဲ့တော့ကတ်တွေကတော့အကုန်လုံးဆွဲပြီးသွား story တစ်ခုလုံးလည်းပြောပြီးသွားပြီးเนาะအဲ့တော့အစအနေပဲပြန်စပြောရတော့မယ်ပေါ့เนาะဒီမှာသင်တို့ရဲ့တစ်ဖက်လူနဲ့သင်တို့နဲ့ဘာတွေဖြစ်ကြမလဲပေါ့เนาะဘာဆက်ဖြစ်ကြမလဲတဲ့ပထမဆုံးအနေနဲ့သင်တို့ရဲ့တစ်ဖက်လူနဲ့ကချစ်ကြည်နူးမယ်ပေါ့เนาะ relationship တွေ situationship တွေအကုန်ကြည့်လို့ရတယ် marriage တွေအကုန်ကြည့်လို့ရတယ်เนาะလက်ထပ်ပြီးသားလူတွေလည်းအကုန်ကြည့်လို့ရတယ်situationship တွေကဘာဖြစ်မလဲဆိုချင်ကြတော့ချစ်သူဖြစ်နိုင်ခြေရှိတယ်เนาะလက်ထပ်ပြီးသားလူတွေRS တွေကတော့ခီးသွားတာမျိုးပေါ့နော်အေးစစ်နေရသွားတဲ့ရတာမျိုးကန်းကြီးဘက်တွေသွားရတာမျိုးရှင်းတဲ့ဆိုင်တဲ့နေရာမျိုးတွေသွားရတာမျိုးတွေတွေ့ရတယ်တင်းတဲ့ချီချီနူးနေတဲ့ game ပေါ့နော်တချို့တွေရဝေးဒေတာမှာရှိတဲ့လူတွေတင်းတဲ့ဝေးနေတဲ့လူတွေဆိုလို့ရှိရင်သူကကိုယ်အတွေ့အကြုံလို့လာတယ်ကိုကသူ့အတွေ့အကြုံလို့သွားရတယ်ဒီလိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတယ်သတင်းကောင်းတွေကြားရတတ်တယ်အောင်မြင်မှုတွေရရတတ်တယ်ပေါ့နော်သူအဓိကတော့တစ်ဖက်လူပေါ့နော်တစ်ဖက်လူမှာဆိုလို့ရှိရင် project တွေအောင်မြင်တာမျိုးတွေဒီလုပ်ငန်းကိုင်ငန်းကိစ္စတွေအောင်မြင်တာမျိုးတွေတွေ့ရတယ်ကောင်းတဲ့သတင်းနဲ့သူ့ဘက်ကနေပြီးမှကောင်းတဲ့သတင်းကောင်းတဲ့လက်ဆောင်နဲ့သူ့ဘက်ကနေပြန်လာတာမျိုးတွေတွေ့ရတယ်နောက်တစ်ခုကကျတော့သူ့ဘက်ကိုယ့်ဘက်မှာရွေးချယ်စရာတွေအများကြီးရှိတယ်သူရောကိုရောပေါ့နော်နှစ်ယောက်သားရင်ဖြစ်စကားများထားတယ်ဆိုလို့ရှိရင်သူကလည်းသူ့ဘက်ကနေပြီးသူတည်တဲ့တခြားသူတွေပေါ့နော်သူတည်တဲ့တခြားသူ့ရဲ့ easily လေးကိုဖုံးဆက်ပြီးတော့ရှင်ဖွင့်တာမျိုးပေါ့နော်ကိုယ့်ဘက်ကလည်းအဲ့လိုမျိုးတွေပေါ့နော်တခြားသူတွေကိုတခြား option တွေနဲ့တွားပြီးထိတ်တာမျိုးပေါ့နော်သူနဲ့ကိုယ်နဲ့ရဖြစ်တဲ့ခါမှာအဲ့လိုမျိုးတွေလောက်တာမျိုးတွေတွေ့ရတယ်တဲ့ရွေးချယ်စရာတွေများနေတယ်ပေါ့နော်အဓိကတော့ရွေးချယ်စရာတွေရှိတယ်နေရာသားရွေးချယ်စရာရှိတဲ့တဲ့တရားနဲ့တရားရွေးချယ်ထားတာမျိုးလေးတွေတွေ့ရတယ်ဒါပေမဲ့လည်းချိန်တိုင်းတော့ပြန်တက်သွားပြီးတော့တစုတစည်းနဲ့ပြန်ပြီးတော့မှဖြစ်သွားတာမျိုးတွေတွေ့ရတယ်သူ့ဘက်ကငွေကြီးကိုအာရုံစိုက်ပြီးတော့မှရှာနေရမျိုးတွေတွေ့ရတယ်ဒီအချစ်ရေးထက်ငွေကြီးကိုပို့ပြီးအာရုံစိုက်တယ်နီးစပ်ဖို့ရာမျိုးကိုအမြန်ဆုံးပေါ့နော်ဘယ်လိုမျိုးနီးစပ်မလဲတချို့တွေဆိုလို့ရှိရင်အရန်ကိုတွေ့ကျင်နေတဲ့ energy မျိုးရှိတယ်တယောက်နဲ့တယောက်လေနော် LDRS ကလေးတွေလည်းဖြစ်နိုင်တယ်တယောက်နဲ့တယောက်အရန်တွေ့ကျင်ပြီးတော့မှပေါ့နော်စူးစမ်းပြီးတော့မှကိုယ်စီကိုလာနေရမျိုးတွေတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီနှစ်ယောက်ထဲမှာတစ်ယောက်တော့သူကနော်အခုကြည့်နေ quality လေးတွေလည်းဖြစ်နိုင်တယ်လို့တစ်ဖက်လူလည်းဖြစ်နိုင်တယ်နှစ်ယောက်ထဲမှာတစ်ယောက်တော့သူကဒီ relationship မှာစိတ်တရားတွေရှိတယ်ဘာလို့လဲဆိုချင်ကြတော့တစ်ဖက်လူကအဲ့လိုမျိုးကိုယ်ကိုစိတ်လုံခြုံမှုမပေးတဲ့အတွက်ကြောင့်မို့လို့စိတ်လုံခြုံမှုအပြည့်အဝမပေးတဲ့အတွက်ကြောင့်မို့လို့ဒီ relationship မှာနေရစိတ်လုံခြုံမှုအပြည့်အဝမရှိဘူးတခုခုပေါ့နော်တပ်ပါတီတွေဘာတွေကိုယ်စီကိုဝင်လာမှလားရှိနေလားဆိုတဲ့တန်တရားစိတ်နဲ့နေထိုင်နေရတဲ့လူမျိုးဖြစ်တယ်ပေါ့နော်နေထိုင်နေရတဲ့လူမျိုးဖြစ်တယ်အဲ့တော့နည်းနည်းစဉ်းစားတူဝင်နေတယ်ပေါ့နော်စဉ်းစားတူဝင်နေဒီ relationship ကိုရှေ့ဆက်ရမလားရှေ့လည်းမဆက်ချင်ဘူးဖြတ်လည်းမဖြတ်ချင်ဘူးပေါ့နော်အဲ့လိုမျိုးတူဝင်နေတာမျိုးတွေရှိတယ်နော်တစ်ဖက်လူကတော့ကိုယ့်ဘုံဒီသူ့ရဲ့ပိုင်ဆိုင်တဲ့ထဲရပေါ့နော်တချို့တော့ကိုပေးတာမျိုးပေါ့နော်ပေးတာကမ်းတာအမ်းတာပေါ့နော်အဲ့လိုမျိုးတွေသူတစ်ခါတလေမှလှုပ်ထားရှိတယ်ကိုယ့်အနေနဲ့တယောက်တည်းဆိုလို့ရှင်ပို့ပြီးတော့မှတောက်ပါတာမျိုးတွေကိုတွေ့ရတယ်နော်တချို့ relationship လေးတွေမှာတပ်ပါတီပေါ့နော်တပ်ပါတီပေါ်ပေါက်နေရမျိုးတွေ့ရတယ်လို့တချို့ relationship လေးတွေမှာကြတော့တစ်ဖက်လူကတယောက်တည်းနေခြင်းနဲ့တယောက်တည်းနေတာကိုပို့ပြီးတော့အားသက်နေလူမျိုးဖြစ်နေတယ်ဘယ်လိုမျိုးလဲဆိုတော့ချိန်ကြတော့commitment မပေးဘဲနဲ့ပေါ့နော် commitment မပေးဘဲနဲ့အပျော်လည်းမဟုတ်ဘူး commitment လည်းမပေးဘူးဒီလိုမျိုးပဲနေရတာကိုကြိုက်တာပေါ့နော်အဲ့လိုမျိုးလူမျိုးတွေလည်းတည်တံ့ရှိတယ်လွတ်လပ်နေရတာကိုကြိုက်တယ် RS ဖြစ်ပြီးတော့မှအချုပ်တော့မခံချင်တာမျိုးအဲ့လိုမျိုးစိတ်ဓာတ်မျိုးရှိတယ်အဲ့ဒါမျိုးတွေကြောင့်ကိုယ်အနေနဲ့တဲခွဲရတာမျိုးရှိတယ်
စိတ်သုံးဖြတ်တဲ့ကိုပြပြတသားချရမှာမျိုးတွေရှိတယ်သူ့ဘက်ကအဲ့လိုမျိုးပေါ့နော် situation ရှိဆိုလို့ရှိရင်လည်း commitment မပေးတဲ့အတွက်ကြောင့်မကိုအနေနဲ့အသေးကွဲရတာမျိုးတွေစိတ်ညစ်ရတာမျိုးတွေရှိတတ်တယ်နောက်တစ်ခုကကြတော့တချို့တွေကကြ commitment နဲ့ပေးတယ်ဘာဖြစ်လဲဆိုရင်သူ့ဘက်မှာတပ်ပါတီရှိနေတယ်နော်တပ်ပါတီရှိနေတပ်ပါတီဘလို့ထားလဲဆိုတော့အပျော်ထားတာပေါ့နော်အပျော်ထားတဲ့တပ်ပါတီတွေရှိနေအဲ့ဒီအတွက်ကြောင့်မကိုအနေနဲ့အသေးကွဲရတာမျိုးလေးတွေရှိတယ်အဲ့တော့ကိုယ်နေပါရတော့တတိထားပေါ့နော်အဲ့လိုမျိုးသူ့ဘက်ကိုယ်ဘက်တပါတီဘက်မှာတော့ရှိရမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှင်ကိုယ်တိုင်းမှာကိုယ်ဝင်ရှိရမျိုးထားမျိုးလေးတွေလည်းတတိထားတင်တယ်နော်အဲ့တော့ကိုယ်အနေနဲ့ဘာလုပ်ရမလဲဆိုတာလမ်းမြောက်နေရမျိုးဖြစ်တတ်တယ်တဲ့အဲ့တော့တတိကျစဉ်းစားပြီးတော့မှဆုံးဖြတ်ပါတချို့တွေကကြတော့တပ်ပါတီနဲ့အလို့အသေးအတန်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တပ်ပါတီနဲ့ဒါတစ်ဖက်လူကဒါကြိုက်နေတဲ့အတွက်ကြောင့်မို့လို့ကိုယ်အနေနဲ့လက်လျှော့လိုက်ရတာမျိုးပေါ့နော်သူတို့နှစ်ယောက်ကဒါချစ်ကြိုက်နေတဲ့အတွက်ကြောင့်မို့လို့ကိုဒီ RS ကနေပြီးတော့မှရုံမထနိုင်ပေမဲ့လည်းနောက်ဆုံးမှဆွန့်လွတ်လိုက်ရတာမျိုးလေးတွေရှိတယ်နော်နောက်ဆုံးမှဆွန့်လွတ်လိုက်ရတာမျိုးရှိတယ်နောက်ဆုံးမှဆွန့်လွတ်လိုက်ပြီးတော့မှကိုယ့်အနေနဲ့ကိုယ်အေးစစ်စစ်နေတဲ့အချိန်ကြတော့မှပဲကိုယ့်ရဲ့ဒီကိုတခြားပေါ့နော်ကြိုက်တဲ့သူနဲ့ကိုကမိသားစုဘဝအထိတွားရတာမျိုးလေးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကသူနဲ့ပြတ်လိုက်ပြီပေါ့နော်ပြတ်လိုက်တယ်သူနဲ့တပ်ပါတီရှိတဲ့အတွက်ကြောင့်မို့သူနဲ့ပြတ်လိုက်ပြီသူနဲ့ပြတ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုရင်သူကိုပြန်ပြီးတော့ဆက်သွယ်လာတာသူကိုမနဲ့ကိုအေးစစ်စစ်သူ့ကိုပြောရမယ်ဆိုလို့ရှိရင်ပေးလိုက်ပြီပေါ့နော်သူယူလိုချင်တဲ့လူယူဆိုပြီးတော့မှကိုကသူ့ကိုပေးလိုက်တဲ့ချိန်မှာကိုမကိုတတပပနေတယ်လွတ်လပ်နေတယ်အဲ့လိုချိန်ကျမှသူ့ဘက်ကနေပြီးကိုစီကိုပြန်ပြီးတော့ချင်းကပ်လာပြီးတော့မှပြန်ပြီးတော့ဇလန်းပြန်ဆက်ကြတယ်ပေါ့နော်နောက်ဆုံးမှတော့ဇပေါင်းကန်းဖြစ်သွားတယ်အဲ့တော့ relationship ကိုသူနဲ့မခွဲနိုင်တဲ့လူတွေကပြန်ပြီးတော့ခွင့်လွတ်ပြီးတော့မှသူပြန်ကိုခွင့်လွတ်ပြီးတော့မှသူနဲ့ပြန်ပြီးတော့ပေါင်းစည်းကြတယ်သူနဲ့ခွဲနိုင်တဲ့လူတွေပြတ်သားတဲ့လူတွေကတော့တခြားနဲ့ပဲ relationship ဖြစ်သွားပြီးတော့မှာပေါ့နော် relationship ဖြစ်သွားတာလည်းမြင့်မြတ်ဆန်ဆန်ပဲနောက်တစ်ချက်ကိုသူနဲ့လုံးဝပြတ်ပြီးသွားပြီတယောက်တည်းတောက်သွားပြီဆိုတာနဲ့တိတ်မကြခင်မှာပဲတခြားသူတွေရောက်နေတွေ့ပြီးတော့မှတခါတည်းအိမ်အောင်ပြုတ်လိုက်တာမျိုးတခါတည်းမိသားစုပေါင်းတန်းပြီးတော့သွားလိုက်တာမျိုးလေးတွေ့ရတယ်ပေါ့နော်။ဘာပဲပြောနောက်ဆုံးမှာဒီ Queen of Cup energy နဲ့ကိုယ်ကစင်ပေါ်ကနေပြီးတော့မှနေရတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်။အဲ့တော့နောက်ဆုံးအဆုံးသတ် energy မှာတော့ကောင်းတယ်။တချို့တွေကကျတော့တပ်ပါတီနဲ့မပေါင်းတဲ့လူတွေကိုယ်နဲ့ပဲပြန်ပေါင်းတဲ့လူကတော့တပ်ပါတီကတော့အဲ့လိုမျိုးသူအဲ့လိုမျိုးကြံနေခဲ့ရတယ်ပေါ့နော်ကြံနေခဲ့ရတာမျိုးလေးတွေကိုတွေ့ပါတယ်เนาะဒါကတော့ဒီနေ့ reading လေးရဲ့အကြောင်းပဲဖြစ်ပါတယ် energy ကိုကြိုက်တဲ့အပိုင်းကိုယူပေးပါမကြိုက်တဲ့ဆိုလို့ရှိရင် entertainment အနေနဲ့ပဲနားထောင်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye